အားလုံးပဲနေကြလားပါကျွန်တော်ဒီနေ့မှာတော့ကီးယူနီလေးမိထားပါတော့ကျွန်တော်ကီးယူနီလေးပြောကြဖြစ်ပါတယ်ဒီဆိုကျွန်တော် copy ကီးယူနေလိုက်ပါတော့ copy lens ပါရှိရအားလေးလားလေးအဲ့လိုနှိမ့်လိုက်တဲ့ခါကျရင်ဟို website တွေတစ်ခါဝင်သွားပါတော့ website တွေဝင်သွားတဲ့ခါကျရင်ဒီမှာဒီစောင့်ခိုင်းတယ်ပေါ့နော်အဲ့ဒီအချက်လေးတူတော့အချက်လေးလုပ်ပြလိုက်ပါတော့ဒီမှာတစ်ချက်ပြီးတော့တစ်ချက်တစ်ခါနဲ့မြရနှစ်ခါသုံးခါတော့ပေါ့နော်လုပ်ပြီးကြည့်ဒါဆိုရင်ရသွားပြီပေါ့နော်ဘာမှမကောင်းဘူးဒီရောက်ရဲ့ခါကျရင်ဘောကလေးလိုက်နှိပ်ပေါ့နော်အဲ့ဒါလေးနှိပ်ပြန်ဝင်ထက်နဲ့အဲ့လိုပဲလုပ်ရမှာအမှရှိရဟာအကုန်လုံးအဲ့လိုမျိုးလုပ်ပေးရတယ်ပေါ့နော်โอเคမတူ46စက္ကန့်ထိစောင့်ခိုင်းတယ်ပေါ့နော်ကျွန်တော်စောင့်လိုက်46စက္ကန့်ဒါဆိုရင်ရောက်ရပြီပေါ့နော်ရောက်ရတဲ့ခါကျရင်အောက်ကဒီလော့ဟာလေးကိုနှိပ်လိုက်ပေါ့နော်ဒီမှာဒီနားရောက်လာပြီဆိုတော့စောင့်လိုက်ပါစက္ကန့်နေငယ်စောင့်လိုက်ပေါ့အဲ့တော့နေမရရင်တော့ထွက်ပြန်ဝင်ထက်နေမရရင်ထွက်ဝင်ထက်နေပေါ့နော်ဒါဆိုရပါပြီပေါ့နော်ကီးရ copy ယူပြီးရင် gain နဲ့သွားမယ်ပြန်ပြီးတော့ okay ကျွန်တော်တို့ gain နဲ့ရောက်လာပြီဆိုရင်ပေါ့နော်ဒီခဏဒီဖြည့်ရမယ့်တိုင်မှာကျွန်တော်ခဏက copy လာ key လို့ဖြည့်လိုက်ပါမယ် okay ဒါဆိုရင်ကျွန်တော်တို့ရပါပြီပေါ့နော်ဒီမှာကိုကြိုက်ချင်တယ်ကိုစော့ချင်တယ်စခွေးထည့်ပြီးစော့ရပြီပေါ့နော်ဒီနေ့တော့ဒီမှာပဲဆုံးတက်လိုက်ပါတော့မှာနောက်ထပ်ဗီဒီယိုကောင်းလေးကြည့်ချင်နေဆိုရင်တော့ကျွန်တော် channel like subscribe လုပ်ခဲ့ပါဦးနော်အားလုံးပဲဟုတ်ပါ